ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်22ရက်နေ့မှာမွေးထိုင်းပွဲစဉ်ရင်ဆိုင်ထိုးတက်ရတော့မယ်မြန်မာနိုင်ငံရဲ့နမဲကျော် Fighter ကျော်စွာဝင်းရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမြန်မာကုံဆောင် Fighter ကျော်စွာဝင်းက One Championship မှာပွဲထိုးတက်ဖို့စီစဉ်ထားခဲ့ပေမဲ့လက်ရှိချိန်ထိတော့တရားဝင်ဖြစ်လာခြင်းမရှိသေးပါဘူးမူလကကျော်စွာဝင်းက One Championship မှာအောက်တိုဘာလ30ရက်နေ့မှာကျင်းပတဲ့ One Friday Fight 132ပြိုင်ပွဲမှာထိုးတက်ဖို့စီစဉ်ခဲ့ပါတယ်တို့ပေမဲ့ကျော်စွာဝင်းကိုဒဏ်ရာပြဿနာရှိခဲ့တဲ့ကြောင့် One Championship ကထိုးတက်ခွင့်မပြုခဲ့ပါဘူးအဲ့ဒီအချိန်မှာကျော်စွာဝင်းအနေနဲ့ One Championship မှာနောက်ပွဲစဉ်ရရှိဖို့ကဒီနှစ်ထဲမှာဖြစ်နိုင်ခြင်းမရှိတော့ပါဘူးဒါကြောင့်မလို့ကျော်စွာဝင်းအနေနဲ့ Lumpini Super Fight မှာပွဲထိုးတက်သွားတော့မှာဖြစ်ပါတယ်အဲ့ဒီပွဲကိုတော့ကျော်စွာဝင်းကလာမယ့်22ရက်နေ့မှာရင်ဆိုင်ထိုးတက်သွားရမှာဖြစ်ပါတယ်ပရိသတ်တွေအားလုံးလိုချင်နေတဲ့ One Championship မှာထိုးတက်ရမှာမျိုးမဟုတ်ပေမဲ့ကျော်စွာဝင်းအတွက်တော့လက်ရည်ဆန်းမဲ့ပွဲချင်းတစ်ပွဲပါပဲကျော်စွာဝင်းအနေနဲ့ Time Fighter နဲ့ရင်ဆိုင်ထိုးတက်ရမှာပါကျော်စွာဝင်းတဲ့ Fighters မှာလေ့ကျင့်ထားပြီးတဲ့အချိန်မှာဘယ်လောက်ဒီအရေးချင်းတွေရှိလာမလဲဆိုတာစစ်ဆေးမဲ့ပွဲဖြစ်ပါတယ်ကျော်စွာဝင်းအနေနဲ့ဒီပွဲမှာတော့အကောင်းဆုံးပုံစံနဲ့ကြော်ဖြတ်ပြနိုင်ရင်တော့ One Championship ကလည်းအနည်းငယ်ကျော်စွာဝင်းကိုပွဲပေးဖို့အနေထားတွေရှိမှာပါကျော်စွာဝင်းတဲ့ဒီပွဲကလည်းတကယ်ကိုအရင်အရေးကြီးပါတယ်ကျော်စွာဝင်းရဲ့မြန်မာပြည်သက်ဘယ်လောက်အင်အားများလဲဆိုတော့ One Championship ပါဝင်ထိုင်းနိုင်ငံကမီဒီယာတွေတော်တော်များများကလည်းသတိထားမိနေကြပါတယ်ဒါကြောင့်မလို့ကျော်စွာဝင်းကိုအကဲခတ်စောင့်ကြည့်နေမယ်ဆိုတာရှင်းနေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မြန်မာကုံဆောင် Fighter League ကဒီပွဲမှာအောင်မြင်မြင်နဲ့ဒီစာမေးပွဲအောင်မြင်မြင်ဖြေဆိုဖို့လိုပါတယ်ကျော်စွာဝင်းကလည်းတည်တည်ချာချာလေ့ကျင့်ပြင်ဆင်စူးစမ်းနေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အကောင်းဆုံးထိုးတက်နိုင်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာမြန်မာပြည်သက်တွေကတော့ကျော်စွာဝင်းအနေနဲ့ One Championship မှာမထိုးရသေးပေမဲ့လည်းဒီလိုမျိုးအခင်းချင်းထိုးတက်ရတာကောင်းမွန်တယ်ဆိုပြီးတော့မှတ်ချက်ပေးနေကြပါတယ်အချို့ကတော့ One မှာပဲထိုးတဲ့နဲ့စသဖြင့်ထောက်ပြနေတာမျိုးတွေလည်းအများကြီးရှိပါတယ်ကျော်စွာဝင်းကတော့ဘလိုပဲဖြစ်နေပါစေအကောင်းဆုံးလေ့ကျင့်ပြင်ဆင်ပြီးလာမယ့်ပွဲမှာလည်းအနိုင်ရလက်ကိုရရှိအောင်ထိုးသက်သွားမယ်လို့ပြောဆိုထားပါတယ်ကျော်စွာဝင်းရဲ့လေ့ကျင့်မော်ဖြစ်တဲ့ Necro Y2K Stand Fighters တို့ကလည်းကျော်စွာဝင်းကိုအုပ်ကြီးမှုအပြည့်နဲ့အားပေးနေကြပါတယ်ကျော်စွာဝင်းကနမဲကျော် Fighter တွေကြားထဲမှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာရင်သက်ရှုမောပဲစောင့်ကြည့်ရမှာပါကျော်စွာဝင်းတဲ့အကောင်းဆုံးပုံစံနဲ့အနိုင်ပွဲရရှိပြီး One Championship မှာလည်းအောင်မြင်မှုတရဖို့ပေါင်းစောင်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာကျော်စွာဝင်းရဲ့ပွဲကလာမယ့်နိုဝင်ဘာလ22ရက်နေ့မှာကျင်းပမယ် Lumpini Super Fight မှာရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်ကျော်စွာဝင်းကဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာလာမယ့်22ရက်နေ့မှာထူးထူးအားပေးစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာကျော်စွာဝင်းရဲ့ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့လေပွဲကြိုသုံးသက်တဲ့အကြောင်းအရာကိုပွဲနည်းလိုင်းထပ်မံတင်ဆက်ပေးမှာဖြစ်တဲ့ကြောင့်မလို့ဆက်လက်စောင့်ကြည့်အားပေးကြပါအောင်ခင်ဗျာပရိသတ်ဒီနေ့နဲ့ရောကျော်စွာဝင်းရဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်စမိပါသလဲမိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးကြလို့ရပါတယ်ခင်ဗျာဒီကနေ့တော့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးစိတ်ဝင်စားတဲ့အကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပေးတယ်ခင်ဗျာအားလုံးပဲတာရဲ့ပြောရှင်ပွဲကောင်းတဲ့ဒီလေးတစ်လေးကိုပိုင်ဆိုင်နေကြပါစေ